ကိုစင်ကူမှာဖြစ်နေလဲဆိုတော့ကျွန်တော်ဆိုဗျာရောက်တာ3နှစ်ကျော်ပြီမှန်နော်ဟိုထွက်နေတဲ့သတင်းတွေကြားနေတဲ့သတင်းတွေကဘာလဲဆိုတော့ဘဲရှိရဲ့ကောင်မလေးတွေကိုတစ်ခုပြောချင်တယ်ယောက်ျားလေးဟိုမြန်မာနိုင်ငံမှာယောက်ျားလေးဥယျာဉ်နဲ့မိန်းကလေးဥယျာဉ်ဟာယောက်ျားလေးဥယျာဉ်နေနေမိန်းကလေးဥယျာဉ်2တန်းကျော်ပိုးနေအဲ့ဒီ2တန်းကျော်ကအဲ့ဒီ2တန်းကျော်ကစင်ငယ်တွေဖြစ်နေစင်ငယ်တွေလည်းများနေအောင်နော်ဒါပေမဲ့ဘဲရှိရဲ့ကောင်မလေးတွေကိုရှိရဲ့ဘဲကိုတိတိကျကျတန်ဖိုးထားပြီးချစ်ပေးကြနော်မင်းတို့အကောင့်ပြောတာနော်ဘာလဲဆိုတော့အခုကနောက်ပိုင်းဆိုရင်ငါတို့ယောက်ျားလေးတွေကရှားလာမှာတို့ငါတို့ယောက်ျားလေးတွေကိုတို့စိတ်ဆိုးစိတ်ညစ်စိတ်ကောက်မလုပ်ကြနော်ငါတို့ယောက်ျားလေးတွေကိုတို့အတက်နိုင်လုံးတိခံပြီးတော့ချစ်ပေးကြငါတို့ယောက်ျားလေးလည်းစိတ်ကောက်တတ်တယ်နော်ငါတို့ယောက်ျားလေးအခုချိန်မှာတန်ဖိုးအရန်ရှိနေပြီအဲ့တော့တို့တန်ဖိုးမထားလို့တခြားနောက်ကောင်းမှလေးပါသွားရင်တို့အဲ့ကြမှာနောင်နာရမနေနော်အဲ့ကြတို့စင်ကယ်ဘွားနဲ့တတလုံးဖြတ်တန်းသွားရလိမ့်မယ်ဘဲရှိတော့ကိုဘဲကိုတိတိကျကျတန်ဖိုးထားပြီးချစ်ပြီးတော့စင်ကယ်ကောင်မလေးတွေဘာပြောချင်လဲဆိုတော့တို့ဒီလေစင်ကူမှာဘဲရှာမနေတော့တို့တတလုံးရမှာမဟုတ်တော့ဘူးလို့ပြောချင်